ပါဒီနေ့ကတော့ဖြစ်အိမ်မှာမြန်မာမွေးငါးလေးလုပ်စားဖြစ်ပါတယ်မွေးငါးကိုပစ္စည်းအပြည့်စုံမရှိသေးပဲလဲရှိရလေးနဲ့ဆင်ပြအောင်ချက်ပါတယ်ခုကတော့မွေးငါးလေးစားပါတော့မှဖြစ်ပါတယ်မွေးငါးတွေကိုမွေးငါးအရေးလေးတွေအကျော်လေးတွေပုစီနယ်လေးတွေတမယာသီးလေးတွေဒါကတော့ငွေသီးမုံလေးဖြစ်ပါတယ်ငွေသီးမုံကျွန်မကမကြိုက်တဲ့အတွက်ငွေသီးမုံလေးကိုအနည်းငယ်လေးပဲဖြူပြီးတော့စားပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ဘာရမွေးငါးလေးကိုလာရောက်သုံးဆောင်ကြပါဦးလို့ဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်